အနီရောင်လွှမ်းခြုံနေတဲ့ကဘာသစ်တစ်ခုပေါ်မှာသင်ရက်နေတယ်လို့ခဏလောက်မြင်အောင်ကြည့်လိုက်ပါ။သင်ခြေရောက်ကမြေကြီးတွေကတန်ကြီးအောင်အနီရောင်တွေကြီးပါပဲ။ဒါပေမဲ့နေဝင်ချိန်ကိုကြည့်လိုက်တဲ့အခါလိမ္မော်ရောင်တွေအနီရောင်တွေစားတောက်ပနေတဲ့အပြာရောင်နေလုံးကြီးကိုမြင်လိုက်ရပါလိမ့်မယ်။ဟုတ်ပါတယ်။အနီရောင်ဂျိုလို့နာမည်ကြီးတဲ့ Mars ဂျိုပေါ်မှာနေဝင်ချိန်ကအပြာရောင်အဆင်းရှိပါတယ်။ကဘာပေါ်ကနေဝင်ချိန်အနီရောင်ဖြစ်စဉ်နဲ့လုံးဝကိုပြောင်းပြန်ဖြစ်နေတာပါ။ဘာဖြစ်လို့ဒီလိုစန့်ကျင်ဘက်အခြေအနေမျိုးဖြစ်ပေါ်နေရတာလဲ။ NASA ရဲ့ Curiosity rover ကြီးပေးပို့လိုက်တဲ့ဓာတ်ပုံတွေကနေတဆင့်ဒီလိုအံ့ဩစရာအမှန်တရားကိုကျွန်တော်တို့တိတိကျကျသိခဲ့ရတာပါ။ဒီဗီဒီယိုမှာတော့ဒီထူးဆန်းတဲ့အပြာရောင်နေဝင်ချိန်တွေရဲ့နောက်ွယ်ကသိပ္ပံနည်းကျလျှို့ဝှက်ချက်တွေကိုဖော်ထုတ်သွားမှာဖြစ်ပါတယ်။ဒါပေမဲ့ Mars ဂျိုရဲ့အပြာရောင်ကိုနားမလည်ခင်ကျွန်တော်တို့ကမ္ဘာပေါ်ကအနီရောင်နေဝင်ချိန်တွေအကြောင်းကိုအရင်သိဖို့လိုအပ်ပါတယ်။ကျွန်တော်တို့နေ့စဉ်မြင်တွေ့နေရတဲ့ကမ္ဘာမြေရဲ့နေဝင်စည်းစာအလှကိုစဉ်းစားကြည့်ပါ။ကောင်းကင်ကြီးတစ်ခုလုံးလိမ္မော်ရောင်အနီရောင်တွေနဲ့လွှမ်းခြုံသွားတာ။ဘာကြောင့်များလဲ။တကယ်တော့သိပ္ပံနည်းကျချက်လက်တချို့ဟာကျွန်တော်တို့နေ့စဉ်ဘဝထဲမှာရောရှက်နေတတ်ပါတယ်။ဒီဖြစ်စဉ်ကိုသိပ္ပံပညာမှာ ray light scattering လို့ခေါ်ပါတယ်။ဆိုလိုတာကအလင်းရောင်ပြန့်ကျဲခြင်းဖြစ်စဉ်မှာနေကလာတဲ့လင်းရောင်ဟာအဖြူရောင်လို့ထင်ရပေမဲ့တကယ်တော့အရောင်9မျိုးပါဝင်ပါတယ်။တက်တန့်ရောင်တွေလိုပါ။အဲ့ဒီရောင်တွေထဲမှာပြာရောင်ကလှိုင်းလျားတိုးပါတယ်။အနီရောင်ကလှိုင်းလျားရှည်ပါတယ်။နေ့လယ်ဘက်တွေမှာနေလင်းရောင်ကလေထုကိုဖြတ်တန်းတဲ့အခါလှိုင်းလျားတိုးတဲ့အပြာရောင်ကလေထုထဲကဓာတ်ငွေ့မော်လီကျူးလေးတွေနဲ့တိုက်မိပြီးအရက်မျက်နှာနှံ့ကိုပြန်ကျဲသွားပါတယ်။ဒါကြောင့်ကျွန်တော်တို့ကောင်းကင်ကြီးကိုပြာရောင်ဖြစ်မြင်နေရတာပါ။ဒါပေမဲ့နေဝင်ချိန်ရောက်တဲ့အခါနေမင်းကြီးကမိုးကုတ်ဇဝိုင်းစီကိုတော်လေးနှိမ်ဆင်းသွားပါတယ်။အဲ့ဒီအချိန်မှာနေလင်းရောင်ကကျွန်တော်တို့မျက်လုံးစီမရောက်ခင်လေထုကိုပို့ပြီးခီးရှည်ဖြတ်တန်းရပါတယ်။အလင်းနှန်းတွေဟာရင်ထက်ပိုထူတဲ့လေထုအလွှာကိုဖြတ်ရတာပါ။ဒီလောက်ရှည်လျားတဲ့ခီးကိုဖြတ်တန်းရတဲ့အခါအပြာရောင်လင်းနှန်းတွေကလမ်းမှာတင်အကုန်ပြန်ကျဲပျောက်ကွယ်သွားပါတယ်။ကြံခဲ့တာကလှိုင်းလျားရှည်တဲ့ခီးဝေးကိုထိုးပေါက်နိုင်တဲ့အနီရောင်နဲ့လိမ္မော်ရောင်တွေပဲဖြစ်ပါတယ်။ခုဆိုရင်ကမ္ဘာမြေရဲ့နေဝင်ချိန်အနီရောင်ဖြစ်ရတဲ့အကြောင်းကိုသင်သဘောပေါက်လောက်ပါပြီ။ဒါဆို Mars ဂျိုပေါ်မှာရောဘာတွေကွာခြားနေလို့လဲ။သင်အနေနဲ့ Mars ဂျိုကိုရုပ်ရှင်တွေထဲမှာပဲဖြစ်ဖြစ်ဓာတ်ပုံတွေထဲမှာပဲဖြစ်ဖြစ်မြင်ဘူးကြမှာပါ။အနီရောင်တဲကန်တရားကြီးလိုပဲမဟုတ်လား။အရာအလုံးက6တွေ့ပြီးအသက်ငွေ့ကင်းမဲ့နေတဲ့ပုံစံမျိုးပေါ့။ Mars ဂျိုရဲ့လေထုကကမ္ဘာလေထုနဲ့လုံးဝမတူပါဘူး။အရန်ကိုပါလွှာပါတယ်။ကမ္ဘာလေထုသိပ်သီးစားရဲ့1%လောက်ပဲရှိတာပါ။သင်ကမ္ဘာပေါ်ကအမြင့်ဆုံးတောင်ထိပ်မှာရပ်နေတာထက်တောင်လေထုကအများကြီးပိုပါလွှာနေပါသေးတယ်။အဲ့ဒီပါလွှာတဲ့လေထုထဲမှာကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တွေက95%လောက်အထိပါဝင်နေပါတယ်။ဒါကြောင့်လူသားတွေအသက်ရှူဖို့လုံးဝမဖြစ်နိုင်တဲ့နေရာတစ်ခုပါ။ဒါ့အပြင်အရေးကြီးဆုံးအချက်တစ်ခုရှိပါသေးတယ်။အဲ့ဒါကတော့လေထုထဲမှာအမြဲတမ်းလွင်မျောနေတဲ့ဖုံဖုံလေးတွေပါ။ဒီဖုံဖုံလေးတွေကတန်ကြေးပါဝင်မှုအလွန်ကိုများပြားပါတယ်။ဒါကြောင့်လဲဂျိုတစ်ခုလုံးနီရောင်တန်းနေရတာပါ။နေ့လယ်ဘက်ဆိုရင် Mars ဂျိုရဲ့ကောင်းကင်ကကမ္ဘာပေါ်ကလိုပြာရောင်မဟုတ်ဘဲတန်ကြေးရောင်ဒါမှမဟုတ်အဝါနုရောင်တန်းနေတတ်ပါတယ်။ဒီဖုံဖုံလေးတွေရဲ့ရွယ်စားကတိတ်ကိုရေးကြီးပါတယ်။ကမ္ဘာပေါ်ကလေထုထဲကဓာတ်ငွေ့မော်လီကျူးလေးတွေထက်ပိုကြီးပါတယ်။ဒီဖုံဖုံလေးတွေက Mars ဂျိုရဲ့ရာသီဥတုကိုပါလွှမ်းမိုးထားတာပါ။ဒီလိုရွယ်စားပိုကြီးတဲ့တန်ကြေးရောင်ဖုံဖုံတွေနဲ့ပြည့်နေတဲ့လေထုကိုနေလင်းရောင်ဖြတ်တန်းတဲ့အခါဘာဖြစ်သွားမလဲ။ဒီမေးခွန်းရဲ့အဖြေကတော့ Mars ဂျိုရဲ့အပြာရောင်နေဝင်ချိန်ကိုဖန်တီးပေးလိုက်တဲ့မော်ဆန်တဲ့လင်းရောင်ကစားကွက်ပဲဖြစ်ပါတယ်။ကမ္ဘာပေါ်မှာလင်းရောင်ပြန်ကျဲမှုကလေထုထဲကဓာတ်ငွေ့တွေကြောင့်ဖြစ်တာပါ။ဒါပေမဲ့ Mars ဂျိုမှာတော့လေထုထဲကဖုံဖုံလေးတွေကအဓိကဇက်ကောင်တွေဖြစ်လာပါတယ်။လေထုကပါလွှာလွန်းတော့ဓာတ်ငွေ့တွေရဲ့တက်ရောက်မှုကတိတ်မရှိပါဘူး။ဒီဖုံဖုံလေးတွေရဲ့ရွယ်စားကလင်းရောင်ရဲ့လှိုင်းလျားတွေနဲ့ချိုးကျနေပါတယ်။ဒါကြောင့်လင်းရောင်လာတဲ့အခါကမ္ဘာနဲ့မတူတဲ့ပုံစံမျိုးနဲ့ပြန်ကျဲစေပါတယ်။ဒီလိုကြီးမားတဲ့မှုန်တွေကြောင့်ဖြစ်လာတဲ့ပြန်ကျဲမှုကိုသိပ္ပံပညာမှာတော့ Mind scattering လို့ခေါ်ပါတယ်။ Mars ဂျိုရဲ့လေထုထဲကတန်ကြေးရောင်ဖုံဖုံလေးတွေကအနီရောင်လင်းနှန်းတွေကိုဆုပ်ယူလိုက်တယ်လို့ဖြစ်သွားစေပါတယ်။ဒါကြောင့်အနီရောင်လင်းနှန်းတွေကနေရာနှံ့ကိုပြန်ကျဲသွားပါတယ်။ဒါကနေ့လယ်ဘက်မှာကောင်းကင်ကိုနီရောင်တန်းစေတဲ့အကြောင်းရင်းပါ။အနီရောင်တွေကကောင်းကင်မြေနှံ့မှာကြီးစိုးထားတာပါ
ဒါပေမဲ့နေဝင်ချိန်ရောက်တဲ့အခါအခြေအနေကလုံးဝပြောင်းလဲသွားပါပြီ။နေမင်းကြီးနှိမ်ဆင်းသွားတဲ့အခါနေလင်းရောင်ကမားစ်ဂျိုရဲ့လေထုကိုအရှည်လျားဆုံးဖြတ်တန်းရပါတယ်။ကမ္ဘာပေါ်မှာလိုပဲခီးရှည်ကြီးဖြတ်ရတာပါ။ဒီလိုဖြတ်တန်းတဲ့အခါဖုံဖုံလေးတွေကအနီရောင်ကိုဆက်ပြီးပြန့်ကျဲစေဆုပ်ယူစေပါတယ်။ဒါပေမဲ့အပြာရောင်လင်းနှန်းတွေကိုတော့သူတို့ကတိတ်ပြီးမနှောက်ယှက်နိုင်တော့ပဲဖြတ်တန်းခွင့်ပေးလိုက်ပါတယ်။ဆိုလိုတာကအပြာရောင်လင်းနှန်းတွေဟာမှုန့်တွေကြားထဲကနေတဲမှန်စွာထိုးပေါက်လာနိုင်ပါတယ်။အထူးသဖြင့်နေလုံးကြီးတည်ရှိရာနေရာတဲ့တဲ့ကနေလာတဲ့အလင်းတွေပါ။ဒါကြောင့်နေလုံးကြီးနဲ့နေဝန်းအနီးတစ်ဝိုက်မှာဆူးရှတောက်ပတဲ့အပြာရောင်ကိုကျွန်တော်တို့ထင်ရှားစွာမြင်တွေ့ရတာပါ။နေလုံးနဲ့ဝေးသွားတဲ့ကောင်းကင်အစွန်ဖျားတွေမှာတော့အနီရောင်တွေကျန်နေသေးပါ။တကယ်တော့သဘာဝတရားကဖန်တီးထားတဲ့အလှပဆုံးကစားကွက်တစ်ခုပါ။တန်ကြီးရောင်ဖုံဖုံတွေကအပြာရောင်ကိုဖန်တီးပေးလိုက်တာပါ။ဒါပေမဲ့စိတ်ဝင်စားစရာနောက်ထပ်မေးခွန်းတစ်ခုရှိလာပြန်ပါတယ်။စက်ရုပ်တွေမြင်ရတာအပြာရောင်ဆိုပေမဲ့လူသားတွေသွားကြည့်ရင်ရောတကယ်အပြာရောင်မြင်ရမှာလား။ Curiosity rover လိုမျိုးအာကာသယာဉ်တွေကဓာတ်ပုံရိုက်ပို့တဲ့အခါအပြာရောင်နေဝင်ချိန်ကိုတွေ့ရပါတယ်။ဒါဟာကင်မရာရဲ့အာရုံခံနိုင်စွမ်းကြောင့်များဖြစ်နေမလားလို့လူတချို့ကတန်တရားဝင်တတ်ကြပါတယ်။သင်စဉ်းစားကြည့်ပါ။အကယ်၍တင်သာအာကာသဝတ်ဆောင်ကြီးဝတ်ပြီးမားစ်ဂျိုပေါ်မှာမတ်တက်ရက်နေမယ်ဆိုရင်ရောဒီအပြာရောင်ကိုတင့်မျက်စိနဲ့မြင်ရမှာလား။အဖြေကတော့ဟုတ်ပါတယ်။တင့်ရဲ့ကိုယ်ပိုင်မျက်လုံးတွေနဲ့လည်းဒီအေးဆက်ဆက်အပြာရောင်နေဝင်ချိန်ကိုမြင်တွေ့ရမှာအသေးချပါပဲ။သိပ္ပံပညာရှင်တွေကကင်မရာကရိုက်ကူးထားတဲ့ပုံတွေကိုလူသားတွေရဲ့မျက်စိနဲ့မြင်ရမယ့်အတိုင်းအတိအကျဖြစ်အောင်ချိန်ညှိတွက်ချက်ထားပြီးသားပါ။ဒါကြောင့်ဒီအပြာရောင်ဟာတူရောင်မဟုတ်ပါဘူး။တကယ်အစစ်အမှန်ပါ။ဒါပေမဲ့ခန်းစားချက်ကတော့ကဘာနဲ့လုံးဝကွာခြားနေပါလိမ့်မယ်။ကဘာပေါ်ကနေဝင်ချိန်ဟာနှွေးထွေးတဲ့အယောင်တွေနဲ့ပါ။တင့်ကိုလုံခြုံတယ်လို့ခံစားရစေပါတယ်။မားစ်ဂျိုရဲ့နေဝင်ချိန်ကတော့အေးဆက်ပြီးခြောက်ခြားစရာကောင်းတဲ့အပြာရောင်လင်းအမောင်တွေနဲ့ပြည့်နေမှာပါ။နေလုံးကြီးကလည်းကဘာကနေမြင်ရတာထက်ပိုပြီးသေးငယ်နေပါလိမ့်မယ်။ဘာလို့လဲဆိုတော့မားစ်ဂျိုကနေနဲ့ပိုပြီးဝေးကွာလို့ပါ။အတိအကျပြောရရင်နေကဘာကွာဝေးထက်တစ်ဆခွဲလောက်ပိုဝေးပါတယ်။ဒီအချက်တွေအလုံးပေါင်းဆက်လိုက်ရင်မားစ်ဂျိုရဲ့နေဝင်ချိန်ဟာစကြဝဠာတွေကလှပဆုံးနဲ့အထီးကျန်ဆန်ဆုံးမြင်ကွင်းတစ်ခုဖြစ်လာပါတယ်။တစ်ချိန်ချိန်မှာလူသားတွေမားစ်ဂျိုကိုတွားရောက်အခြေချနိုင်ခဲ့ရင်ဒီအပြာရောင်နေဝင်ချိန်ကသူတို့အတွက်နေ့စဉ်မြင်ကွင်းဖြစ်လာမှာပါ။မျိုးဆက်သစ်တွေအတွက်တော့ဒါဟာတာမန်ကိစ္စတစ်ခုဖြစ်သွားနိုင်ပါတယ်။တင်ကောတနေ့နေ့မှာမားစ်ဂျိုပေါ်သွားပြီးဒီအပြာရောင်နေဝင်ချိန်ကိုကိုယ်တိုင်မြင်တွေ့ခြင်းစိတ်ရှိပါသလား။စကြဝဠာကြီးဆိုတာထူးဆန်းအံ့ဩဖွယ်ရာတွေနဲ့အပြည့်ပါ။ကျွန်တော်တို့ထင်မှတ်မထားတဲ့အရာတွေကခြားဂျိုတွေမှာအမှန်တကယ်ဖြစ်ပျက်နေပါတယ်။အနီရောင်ကဘာမြေပေါ်ကအပြာရောင်နေဝင်ချိန်ဆိုတာသဘာဝတရားရဲ့အမခန်းလက်ရာတစ်ခုပါ။အလင်းရောင်လေထုနဲ့ဖုံဖုံလွှေးတွေပေါင်းဆက်သွားတဲ့အခါမျက်လှည့်လိုပြောင်းလဲသွားတဲ့အလှတရားပါ။ကျွန်တော်တို့နေထိုင်ရာကဘာမြေအပြင်ဘက်မှာဘယ်တော့တောင်စိတ်ဝင်စားစရာတွေရှိနေတယ်လဲဆိုတာဒါကသက်သေပြနေတာပါ။ခုဆိုရင်မားစ်ဂျိုရဲ့နေဝင်ချိန်တွေဘာကြောင့်အပြာရောင်ဖြစ်နေရသလဲဆိုတဲ့လျှို့ဝှက်ချက်ကိုသင်သိသွားပါပြီ။နောက်တစ်ခါကဘာပေါ်ကအနီရောင်နေဝင်ချိန်ကိုကြည့်တဲ့အခါအာကာသထဲကအပြာရောင်နေဝင်ချိန်ကိုပါပြေးသတိရမိမယ်လို့ယုံကြည်ပါတယ်။ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့သိပ္ပံအာကာသနဲ့လျှို့ဝှက်စမ်းကြယ်အကြောင်းအရာတွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာ။ဗီဒီယိုကိုဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်စိတ်ဝင်စားဖွယ်ရာဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။